ကတိမတီညံမမီလိန်လီညစ်ပတ်မရှက်တက်မြို့ရက်ရွာတဲ့ဘုံနေကျဲအဲ့ဒါဘယ်သူလဲဂတိမတီလူမပီလိန်လီညစ်ပတ်လူကိုတတ်တနက်ကိုကိုင်းမစင်နိုင်အဲ့ဒါမင်းအောင်လိုင်းဟုတ်ပါတယ်ကွယ်မင်းမှန်နဲ့နောက်ထပ်မေးအောင်မယ်ဟုတ်ပါတယ်ကွယ်မင်းမှန်နဲ့နောက်ထပ်မေးအောင်မယ်မေးလိုက်စမ်းမှာဖြေပြမှာပညာရှိတဲ့မောင်ကဲကဲအမြဲမှန်နဲ့ပဲမေးလိုက်စမ်းမှာဖြေပြမှာပညာရှိတဲ့မောင်ကဲကဲအမြဲမှန်နဲ့ပဲအသားမဲတူမျက်စိပြူဘလူးမျက်နာလူလိန်ညာအဲ့ဒါဘလူးလဲကွာအသားမဲပြလူမိတ်စာလိန်ညာပွေ့ဝိုက်ထိုလူမိုက်ဖြေလိုက်ပါအောင်အလွယ်ဆုံးအဲ့ဒါဇော်မဲလုံးဟုတ်ပါတယ်ကွယ်မင်းမှန်နဲ့နောက်ထပ်မေးအောင်မယ်ဟုတ်ပါတယ်ကွယ်မင်းမှန်နဲ့နောက်ထပ်မေးအောင်မယ်မေးလိုက်စမ်းပါဖြေပြမှာပညာရှိဆိုအောင်မန်းညိုမှန်ကိုမှန်နေပြောမေးလိုက်စမ်းပါဖြေပြမှာပညာရှိဆိုအောင်မန်းညိုမှန်ကိုမှန်နေပြောရေနွေးချမ်းတောက်လက်ဖက်ချောက်ထိတ်ပေါက်ခေါင်းကွဲလူတိုင်းဆဲတဲ့ဘသူလဲရေနွေးချမ်းတောက်လက်ဖက်ချောက်ထိတ်ပေါက်ငဖြီးသေးကန်နီးအဲ့ဒါဆိုဝင်ကြီးဟုတ်ပါတယ်ကွယ်မင်းမှန်နဲ့နောက်ထပ်မေးအောင်မယ်ဟုတ်ပါတယ်ကွယ်မင်းမှန်နဲ့နှစ်ယောက်စလုံးပြည်စမ်းကွယ်မေးလိုက်စမ်းမှာဖြေပြမှာပညာရှိဆိုညီအကိုကဲကဲအောင်မန်းညိုမေးလိုက်စမ်းမှာဖြေပြမှာပညာရှိဆိုညီအကိုကဲကဲအောင်မန်းညိုရတဲ့စဖြဲအရက်တဲ့ချောလဲချောတဲ့လူချမ်းသာဟုတ်တယ်မူလားပြည်စမ်းကွာရတဲ့စဖြဲအရက်တဲ့တရေနဲ့တူအမေးတူကျွေးယူပြီးကပြန်မရပြေးပြီးပြ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 